来了那家都得太家了，他来看嘛，难受都不要嘛。哎呦，那累那个都没有，谁有的多比嘛要不，来太累那都那一个，呀呀呀，那嘛老都不要。ဒီဘက်ချက်တော့ဖြစ်ဒီဘက်ချက်အယိုးကအယိုးမဟုတ်ဘူးလေအကျိုးလာမသိဘူးဘယ်လိုပြောရမလဲခြေထောက်ကထွက်တော့မလို့အဲ့လိုမျိုးဖြစ်နေတယ်လှုပ်လို့မရအောင်အဲ့ဒါလိုက်ထွင်တာလူကြည့်တာ100ကျော်တော့အဲ့မော100ကျော်တော့လိုင်းဆင်းလိုက်ရတာထိုင်တာများရင်လုံးဝထားမရတော့လုံးဝလှုပ်လို့မရအောင်ဒီမှာခြေထောက်အနည်းနဲ့ဖြစ်တယ်တစ်သက်လောက်ရှိပြီไม่ได้หรอกว่าขยับไม่ได้เมื่อกี้จะจับยกอย่างนี้แล้วมันไปมันไม่ได้ทางจ่าโลรวยอะไรมันเป็นนานแล้วไปโรงพยาบาลก็แล้วอ่ะตัวนี้กูไม่ยาวเลยกูเราก็ไม่ยาวอันนี้จะที่เรายกแขนบูนี่เลยแต่ต้องดีปูร้องหนังเลยมันไม่ได้ถ้าอย่างนั้นตายเลยเจ็บตัวเองงั้นขนาดอุ้ยเอาอย่างนี้เนื้อยกมาอย่างเงี้ยไม่ได้เลยอะก็อุ้เสียใจที่กูร้องไห้ก็คือว่ามันไปโรงพยาบาลแล้วอะหมอเขาให้ยาแบบคลายเส้นอะแล้วมันก็ไม่หายเนี่ยตรงเนี้ยตรงนี้มันหลุดออกอะมันคาเรามันหลุดออกอะแล้วเราไม่สามารถขยับได้เวลานั่งอะซะไม่อยากนั่งแบบเหมือนไหว้พระไม่อยากนั่งแบบเรียบร้อยมันจะปวดนั่งแบบสบายที่สุดแบบที่ตัวเองนั่งแบบนั้นแหละแต่เมื่อกี้มันเมื่อยเลยยืดขาออกมาได้แค่2 วิเองอะมันก็เลยเป็นเลยนี่จุดว่าที่โอเคนี่อุทิศจากหัวกันเลยนี่อุทิศจากหัวกันเนี่ยจะได้ตั้งหลักแล้วเวลามันพอมันเดินได้แล้วมันจะได้เป็นปกติไงมันหลุดอะหมอก็เคยจับแล้วมันหมอเขาไม่เจอเส้นต้องไปอีกรอบนึงหรือเปล่าหมอจะไม่ได้แบบเก่งพอหรือเปล่าต้องเปลี่ยนหมอไหมนี่อุทิศหัวเนี่ยเบ็ดนี่อุทิศหัววะเนี่ยมันทิ้งน้ำหนักฝั่งนี้ไม่ได้อะมันต้องใช้น้ำหนักฝั่งนี้อย่างเดียวอะแล้วมันเนี่ยโยกอย่างนี้ก็เจ็บอะโอเคเก็ตหมาโอเคเขาด้วยเนี่ยจะได้ไปนั่งตรงนั้นได้อะไปนี่ไงก็ไปไม่ได้มันไม่ไปกันขาเดียวนี่แหละเดี๋ยวเขาขับกักได้นะก็นี่ไงเอานั่นหนักอุ้นี่ไงกักได้นะยามากักกุ้ยยามาช่วยโอ้กดมาจังนั่งยองนี่ป่ะไม่ตายได้อุ้ยนี่กล้ากักยาวก็กักเก่งนั่นหนักเลยพ่อกดมาจังนี่มันบอกแต่เอซีอ๋อไม่เยอะแต่เต้ขยับไม่ได้係好寡，講得俾屋企俾人問下咯，好寡。我呢排你真係話我真係話多寡出啖。ทิ้งน้ำหนักไม่ได้เลยอะทิ้งน้ำหนักไม่ได้เลยอะทำยังไงวะถ้างั้นเดี๋ยวฉันอุบไปกันเลยก็ต้องโลดที่ทิ้งน้ำหนักไม่ได้กัน其他3來我呢也3來我夠了嘛ဒီဗီဒီယိုရိုက်တာကလေတမျိုးတော့မဟုတ်ဘူးလိုက်လွတ်နေတာလူကြည့်တာ100ကျော်200နီးပါးလောက်ရှိတယ်ဒါပေမဲ့ထိုင်တာ4နာရီအတွင်းဖြစ်သွားတယ်ပုံမှန်ဆိုဟိုအရင်ကတော့မဖြစ်ဘူးဒါပေမဲ့အခုဖြစ်တာတစ်နှစ်နီးပါးလောက်ရှိပြီတခါလေကြာရင်ဖျားရှိခိုးတဲ့အခါကျရင်ကိုထိုင်နေကြပုံစံမျိုးပေါ့နော်ဖျားရှိခိုးပြီးတော့ထားလို့မရတော့အဲ့လိုမျိုးနည်းမလှုပ်လို့မရဆေးရောက်လဲသွားပြီကန်နေမစုဒီရိုက်ဗီဒီယိုရိုက်တာကလည်းခါရကြရင်လူများအနာစေချင်တော့ရိုက်တာမဟုတ်နော်ကိုလောက်လာမဲ့နှစ်ကြရင်ကိုပြန်ကြည့်လို့ရအောင်ကိုဘယ်လောက်ထိစူးစမ်းရဲဆိုတာလေလိုက်လွှင့်နေရင်လည်း4နာရီအတွင်းထိုင်လိုက်တာလူကြည့်နေရတော့လည်းလိုက်ချလိုက်ရတယ်အခုအပေါ်ထက်တက်အောင်ဘယ်လိုတက်ရမလဲမသိဘူးဒီမှာ तू ကချီပေးတယ်ချီလို့မရအောင်လေနည်းနည်းလေးခန္ဓာကိုယ်လှုပ်လို့ရှိရင်တော့ဒီမှာနားတယ်အရင်နားတယ်เสียใจအခုဗီဒီယိုထားရိုက်လိုက်တာကလေဟိုလိုမျိုးတော့မဟုတ်ပါဘူးဒီခါလေးကြာရင်ပတ်စံရဖို့ကိုဘလောက်ထိစူးစမ်းပြီးတော့ဘလောက်ထိတီးခတ်ဘလောက်ထိရုန်းကန်ရလဲဆိုတာဒီတိုင်းပါပဲကိုအမှတ်တရပြန်ကြည့်လို့ရအောင်တကယ်ဝမ်းနေတယ်စေးရောက်လဲသွားတယ်ငါဖို့ဆိုရင်တခုဆိုစေးရောက်ပြေးပြီးဘာပဲဖြစ်
မျက်လုံးနာတာကအစားတစ်ခုခုဆိုဆေးရောက်သွားပြီအခုဆေးရောက်သွားတာဆရာဝန်ဆေးရောက်အကြီးတော့သွားတာဈေးလည်းကြီးတယ်ဆေးရောက်အကြီးဆရာဝန်ကဆေး9ရက်ပေးလိုက်တာဘာမှမတက်တာဘူးပြီးတော့ဒီလိုမျိုးလေးသူကင်တာနာလားအဲ့လိုမျိုးပြီးတော့ဟေးဒီလိုမျိုးကင်လည်းမနာဘူးဘလို့ပဲကင်မနာဘူးအဲ့တော့ तू ကအယိုးဘာလဲအကျိုးတေးလေးဖြစ်မယ်လို့ तू အဲ့လိုပဲပြောတယ်ဘာမှလည်းမပြောဘူးဆိုတော့လေကိုကစိတ်သက်ကြသွားတယ်နော်ကိုနောက်ထပ်ပဲဆေးရောက်သွားပြရင်ကောင်းကလေးပေါ့ခါလေးကြအိမ်ဟိုတလောဆိုရင်မြန်မာပြည်ကဖုန်ကြီးလာတယ်ဖုန်ကြီးကိုဖျားဖူးလိုက်ပို့တာဖျားတွေအများကြီးပဲလိုက်ပို့တယ်အဲ့ဒါဖျားတော့ဖူးတိုင်းထားလို့မရအောင်ထားတဲ့ခါကျရင်ဒီဘက်ချတောင်ချလို့မရအောင်အချိန်10မိနစ်20နာရီဝက်လောက်အချိန်ယူရတယ်တော့ကြာရပိုင်แล้วก็ไม่หาย